မင်္ဂလာပါရှင်မတ်လ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ရှင်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာတိမ်အထင်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအားဖြင့်တာယာနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုဒ္ဓမကွေးတို့မှာလေဟာအရှိမြောက်ဘက်မှတနင်္လာ9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှဲငယ်မှလှိုင်းအထင်ရှိနိုင်ပါတယ်မိုးအခြေအနေမှာတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းမှာတိမ်အထင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသတွေနဲ့ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေမှာမြန်မာနိုင်ငံဒေသချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြို့အခြေအနေမှာစကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနေ့ပိုင်းမှာမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။